တကယ်ရလို့မိတ်ဆွေအားလုံးနဲ့ကျေဟောရတော့16ရက်နေ့မနေ့ကနေ့ရတော့မအောင်ပါဘူးဒါပေမဲ့ခေါ်ရမွေးက12ခွက်6အောင်မြင်ရပါတယ်အောင်တော့မှပြေးထားတဲ့2ချိန်မှ4ချိန်ထွက်ပတ်ပြီး4ချိန်အောင်ပါပြီ62ချိန်အောင်ပါပြီ8 3ချိန်အောင်ပါပြီစုပေါင်းပတ်ပြီး9ချိန်အောင်ပါပြီပတ်ပြီး9ချိန်အောင်ပါပြီ4ချိန်6ချိန်8 3ချိန်ပတ်ပြီး9ချိန်အောင်ပါပြီဒီလိုမိတ်ဆွေအားလုံးတို့ဆက်ချင်နေညနေရဒီနေ့ခဏလေးဖတ်မှန်ပြင်ပေးလိုက်ပါပြီဒီတော့5နှစ်3ညကိုပြထားပါတယ်1ချိန်5 3ညကိုပြထားပါတယ်လုံးပါ3ညကိုပြထားပါတယ်ကြိုက်တယ်ဆိုရင်ဒီပြီးတော့လှုပ်ရှားနေမှာလည်းကြားနေမှာဒီနေ့ကြားတွေလည်းစက်မှစားပါစိတ်ကြိုက်ပြီးနေကြတော့တိုးခဲနေမှာကျေရကောရဲ့ခေါ်ရမွေးခွက်တို့ကြီးတော်တွေဝမ်းကြီးနဲ့လုံးပိုင်းနဲ့နေတိုက်တို့တက်ပြီး6မျိုးက1မျိုးဒါမှမဟုတ်2မျိုး3မျိုး4မျိုး5မျိုး6မျိုးစသည်အားဖြင့်1မျိုးမျိုးကငယ်ကလေးမိတ်ဆွေတို့အတွက်ထောက်ကူဖြစ်တယ်ဆိုရင်ကျေရကောဝန်တာပါတယ်ထောက်ကူဖြစ်ပါစေလို့အောင်မြင်ပါစေလို့ကျေရကောဆုတောင်းနေပါမယ်